ကဲမင်္ဂလာပါ4ရက်5လ2025ရက်နေ့ပေါ့နော်စမိဆက်ရတဲ့မှာဆိုရင်ဗေဒါတို့ဒီတော်လိုင်းကာလာပေါ့နော်ဒီရှမ်းတောင်ဘက်ဒီကရင်နီကရင်ပြည်နယ်ပေါ့နော်အများကြီးတားခဲ့တဲ့အထဲမှာပေါ့ဗေဒါတို့အဲ့ရွာလေးတရွာကိုအမှတ်တရဖြစ်တယ်ရွာလေးတရွာကအဲ့ဒီရွာရဲ့ဒီရွာလုံးကြုံရေးတပွဲတွေကအစပေါ့နော်ဗေဒါတို့ဂယူဆိုင်တယ်ဟိုခလေးလေးကအစပေါ့နော်ဟိုဓမ္မကျမ်းစာဆရာအစုံပေါ့နော်သူတို့တွေကကောင်းကောင်းမွန်မွန်ဆက်ဆက်နေဗေဒါတို့သွားတဲ့ခရီးအတွက်ကိုလည်းသူတို့ဘာသာရပေါ့နော်အမြဲတမ်းဆူတောင်းပေးတယ်စားဖို့တောက်ဖို့အစာစီစဉ်ပေးတယ်ပေါ့နော်ဗေဒါတို့ကအမှကျမ်းမာရေးဆောင်ရှောက်မှုကိုတလကြော်လောက်ကြာခဲ့တာပေါ့နော်ရွာ21ရာကိုသွားတယ်ဒါပေမဲ့21ရာထဲမှာအဲ့ရာဗေဒါတို့ဟိုမိသားစုတွေလို့ပဲချစ်ကြတယ်နောက်ပြီးတော့ခရစ်မတ်ပွဲတွေမှာဗေဒါတို့တွေပါဝင်ဆင်နွှဲရတယ်တခြင်းဆိုတဲ့ကားတယ်အတူတူပေါ့နော်ဟိုပူပျော်ဖို့ကောင်းတယ်သူတို့ကလည်းပြောတယ်တရားဗေဒါတို့အဖွဲ့တွေရှိတော့ပေါ့နော်ပိုစီတယ်ပေါ့နောက်ပိုင်းကျတော့ဒီဟိုကျောင်းစုံကြီးပွဲပေါ့နော်သူတို့ဒီ NUG လောက်ခန်းနေပေါ့ပညာရေးစုံကြီးပွဲတော့မှာစူပေးပွဲတွေမှာဆိုရင်လည်းဗေဒါတို့ဟိုအကတိုက်ပေးရတာတွေရှိတယ်ပေါ့နော်3ဖွဲ့ပေါ့နော်အကတိုက်ပေးတယ်ဟာလေဗေဒါတို့ကိုယ်တိုင်ကိုလည်းဖျော်ဖြေခိုင်းတယ်ပေါ့နော်အဲ့လိုဟိုသူတို့ကဘယ်လိုခေါ်မလဲဟိုဗေဒါတို့လုံနိုင်တဲ့ဟိုကိစ္စပေါ့နော်စေဝါဘိုင်းမှာဆိုလို့ရှိရင်ဗေဒါတို့ဟိုလုံနိုင်တဲ့တာဝန်ပေါ့နော်အဲ့ဒီမှာလုံပိုင်ခွင့်ဗေဒါတို့ကပြောတာမဟုတ်ဘူးလုံနိုင်တဲ့တာဝန်ပေါ့ဗေဒါတို့လုံနိုင်တဲ့တာဝန်လေးတွေကိုသူတို့ကအပြည့်အဝကူညီပေးတယ်ပုံဖော်ပေးတယ်ဗေဒါတို့ရောက်တဲ့အချိန်ခါမှာပေါ့နော်ဟိုဆေးပေါ့ဗာမီတုံတစ်လုံးပါရာစီတမော့တစ်လုံးတောင်မှဟိုမလွယ်တဲ့အခြေအနေမျိုးမှာပေါ့နော်ဗေဒါတို့ကအများကြီးကူးခဲ့တယ်နောက်ပြီးအပမာကင်ဆာယောဂတွေပေါ့နော်ဆေးရုံကလွတ်တဲ့လူတွေကိုလည်းသူတို့နောက်ဆုံးခီးမှာတက်တဖြစ်အောင်ဗေဒါတို့တွေကူညီပေးတယ်နောက်ပြီးတော့တောင်ရခုတ်တယ်ဆိုတော့ဝါထိုးတာတွေအခေါင်းတွေထိုးပေးတာတွေအားကြီးလဲဟောချုပ်ရတယ်ပေါ့နော်အဲ့လိုမျိုးတွေအများကြီးကူညီပေးခဲ့တယ်အဲ့ရွာကိုပေါ့နော်ကလေးတွေကအစနောက်ပြီးတော့ဟိုအဲ့လင်မယားနှစ်ယောက်ကယောက်ျားကတော်လှန်ရေးရဲ့ပေါ့မိမကျတော့ကျောင်း CDN ဆရာမပေါ့နော်သူတို့လင်မယားဆိုလည်းအရန်ကိုပဲဗေဒါတို့ခင်နေချစ်တဲ့မိသားစုသားသမီးတွေလိုပဲအစအရာပေါ့နော်ဗေဒါတို့ဖွဲ့တွေကလည်းလိမ္မာနဲ့ပေါ့နော်ဟိုကိုယ့်ရဲ့ကျေးဇူးရှင်ပြည်သူတွေအတွက်ပေါ့နော်အစဉ်ပြေအောင်ဗေဒါတို့အမြဲတမ်းကူညီပေးတယ်တရားလုံးတတိရတယ်ဗေဒါတို့ဖုံးဆက်လဲဟိုဖုံးလိုင်းနေရမမိတာရဲ့ဗေဒါတို့ကအလုံးမအားရရဲ့ပေါ့နော်အဲ့ဒီရွာလေးကတော့ဗေဒါတို့တော်လှန်ရေးပြီးရင်လည်းပြန်လဲပြီးတော့ပေါ့နော်သွားရမယ်ရွာလေးဘာဖြစ်လို့လဲဆိုတော့ဟိုကျေးဇူးရှင်တွေဖြစ်တယ်ပေါ့နော်မြန်မာတိုင်းနိုင်ငံလုံးကမိဘပြည်သူတွေကလည်းကျေးဇူးရှင်နေပါပဲဒါပေမဲ့ကျွန်တော်တို့မမေ့နိုင်တဲ့အမှတ်တရလေးတွေပေါ့နော်ဟုတ်ကဲ့